နှစ်သက်အတွက်ရွှေနန်းတော်ရဲ့အထူးဈေးရောင်းပွဲတော်ကြီးကိုလမ်းမတော်လမ်းနဲ့မဟာဗန္ဓုလလမ်းထောင်းမှာရှိတဲ့ရွှေနန်းတော်ဆိုင်ခွဲမှာ2ရက်နေ့ကနေ4ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ် promotion တွေကတော့စိန်တယ်တွေဆိုရင်25ရာခိုင်နှုန်း short ပေးတဲ့အပြင်တစ်နှစ်နေအမြတ် 3% 3နှစ်နေအမြတ် 5% အောင်လဲရောင်းရမှာဖြစ်ပါတယ်ရွှေသားတွေမှာဆိုရင်လည်းအရောတော့ပေါ်မှာ10 to 20% discount ရှိပြီးတော့ 18K white gold ဆိုရင်လည်း up to 10% discount ရအောင်မှာဖြစ်ပါတယ်ဝယ်ယူသူတိုင်းအတွက်မြစ်တာလက်ဆောင်ရွှေနန်းတော် logo ပါတဲ့ tea လေးတွေရဲ့ quality ခြုံပွားတွေရဲ့ပေးအောင်မှာဖြစ်ပါတယ်ပြီးတော့ special loyalty program ကိုလည်းခန်းစားခွင့်တွေရအောင်မှာဖြစ်ပါတယ်ဒီတစ်ခေါက်အတွက်မတူတဲ့အစီအစဉ်ကတော့ January မှာမွေးတဲ့သူတွေဖြစ်ဖြစ် review ရေးပေးတဲ့သူပဲဖြစ်ဖြစ်ထပ်မံမြတ်တာလက်ဆောင်တွေရအောင်မှာဖြစ်ပါတယ်ပုံမှန်ဆိုင်ဖွင့်ချိန်ကတော့မနက်9:00နာရီကနေည9:00နာရီအထိပါညီမလာတာကိုကြုံနေတယ်ဆိုရင်တော့နေ့လယ်2:00နာရီကနေ4:00နာရီအထိရှိမှာဖြစ်တဲ့အတွက်အားလုံးကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်Yedenari